2ရက်3လ2026ဒီနေ့ဟာဆိုလို့ရှိရင်တော့တနင်္လာနေ့လေးဖြစ်တဲ့အတွက်ကြောင့်မလို့မတ်လကိုလည်းကိုပြောင်းလာပြီဖြစ်တဲ့အတွက်မတ်လအတွင်းတနင်္လာနေ့မွေးဖွားသူလေးတွေအတွက်ဆောင်ရန်ရှောင်းရန်တဲရောနမိတ်ကလေးတွေကိုပန်းစုတို့ကြည့်ကြမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ပထမဆုံးကြည့်ပေးပါလေးရကြတော့မတ်လတစ်ခုလုံးစာရဲ့ energy ကဘာဖြစ်မလဲပေါ့เนาะနောက်တစ်ခုဆိုလို့ရှိရင်တော့မတ်လအတွင်းသတိထားရမယ့်အပိုင်းကဘာလဲမတ်လမှာလက်တွေ့လှုပ်ဆောင်ပေးရမယ့်အရာလေးတစ်ခုကဘာဖြစ်မလဲမတ်လအတွင်းတနင်္လာနေ့မွေးဖွားသူလေးတွေကိုပေးမယ်ဆုလက်ကဘာဖြစ်မလဲဆိုတာလေးကိုပန်စရိုကြည့်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကက်ကလေးလေးကရလာပြီပေါ့နော်ပထမဆုံးမတ်လတစ်ခုလုံးတနင်္လာနေ့လေးတွေရဲ့အဓိကအရာဘာလဲဆိုလို့ရှိရင်2 source 1ဖြစ်ပါတယ်မတ်လအတွင်းထဲမှာတနင်္လာနေ့မွေးဖွားသူလေးတွေကဆိုလို့ရှိရင်တော့ရွေးချယ်စရာလမ်းနှစ်ခုတွေစိတ်နှစ်ခွဖြစ်စရာတွေကိုဘွားတဲ့ကိုလူနှစ်ယောက်ရောက်လာတာတွေလူနှစ်ယောက်ရွေးချယ်စရာဖြစ်နေတာတွေဒါမျိုးတွေနှစ်ခုဆိုပြီးတော့အဲ့လိုမျိုးတွေဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဘလို့ဖြစ်နေမလဲဆိုတဲ့အခါကြလို့ရှိရင်ရွေးချယ်စရာကနှစ်ခုဖြစ်လာတဲ့အခါကြလို့ရှိရင်အာယုံတွေများလာပြီးတော့ပိုကောင်းတာဘာရှိလေအောင်မလဲဆိုပြီးတော့ထပ်ပြီးတော့တွေးတဲ့အတွေးမျိုးတွေနဲ့ဝင်လာတတ်ပါတယ်အဲ့တော့အာယုံထွေပြားစရာလေးတွေဒီလထဲမှာနည်းနည်းပါးရှိနေနိုင်ပါတယ်ဒါကြောင့်မလို့ပတ်စုတို့တွေကဒီလထဲမှာဆိုတဲ့အခါကြလို့ရှိရင်ဒီလိုဝေခွဲရခတ်တဲ့အရာတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ဘာလို့ဖို့လိုလဲဆိုရင်ကိုယ်စိတ်ကိုပြန်ပြီးတော့နားထောင်ဖို့လိုတယ်ကိုယ်နဲ့ဘယ်အရာဒီလက်တွေ့မှာအလုံးတင်ဆုံးအရာလဲလုံးချင်တဲ့အရာရှိမယ်အလုံးတင်ဆုံးအရာရှိမယ်ပေါ့နော်အဲ့ဒီအခါမှာဘယ်အရာအရေးကြီးလဲဆိုတာကိုကိုယ်တိုင်ကဆုံးဖြတ်ချက်ချရမယ့်အရာပဲဖြစ်ပါတယ်နော်အဲ့တော့ mass လာထဲမှာအဓိကရောက်လာမယ့်အရာလေးတွေကဆိုလို့ရှိရင်တော့အခွင့်အရေးနှစ်ခုတွေလုပ်ငန်းကိုင်ငန်းနှစ်ခုတွေလူနှစ်ယောက်စသဖြင့်ပေါ့နော်ဒါမျိုးလေးတွေဖြစ်လာမှာပဲဖြစ်တယ်နောက်တစ်ခုอ่ะဆိုလို့ရှိရင်တော့ mass လာအတွင်းသတိထားရမယ့်အပိုင်းပေါ့နော် king source ကမတ်လအတွင်းမှာသတိထားဖို့လိုတာဟာဆိုလို့ရှိရင်တော့ရှေ့ကပြောခဲ့သလိုပဲစိတ်ကနှစ်ခွဖြစ်နေတဲ့အရာတွေရွေးချယ်စရာတွေများနေတဲ့အခါမှာဆိုလို့ရှိရင်တော့ကိုပြန်ပြီးတော့သတိကပ်ဖို့လိုတယ်ဆိုတဲ့အပိုင်းလေးတွေကိုပြောနေတာပဲဖြစ်ပါတယ်အဲဆိုတို့တွေကဘဝမှာကိုလိုချင်တာတွေတကယ်ထိထိမိမိရဖို့ဆိုလို့ရှိရင် focus မမှားဖို့လိုပါတယ်တနေ့တာမှာ focus မှားသွားပြီဆိုလို့ရှိရင်ဘဝရဲ့ရေရှည်အရာတွေအကုန်လုံးမှာပါဘတ်စတို့ကရွေးချယ်မှုတွေလွဲချော်မှာဖြစ်တယ်ပေါ့နော်အဲ့ဒီလိုမဖြစ်ဖို့ရအတွက်ဆိုလို့ရှိရင်တော့ဒီအရာလေးကကိုယ့်ရဲ့ focus တွေမမှားဖို့ကိုယ်တိုင်ကိုယ့်ရဲ့စိတ်ကိုပြန်လည်နားထောင်ဖို့အချိန်တွေပေးဖို့လိုတယ်ဆိုတာလေးကိုပြောပြနေတာပဲဖြစ်ပါတယ်အဲ့တော့သတိထားရမယ့်အချက်အနေနဲ့အတားအဆီးဖြစ်မဲ့အရာလေးဟာဆိုလို့ရှိရင်တော့ကိုသတိမကပ်မိခြင်းတွေစိတ်လောခြင်းတွေဟာမတ်လအတွင်းထဲမှာအတားအဆီးဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ကိုသတိကပ်ပြီးတော့ကိုယ့်ရဲ့ intuition တွေပြန်နားထောင်ဖို့လိုတယ်ဗုဒ္ဓဘာသာဝင်တွေဆိုလို့ရှိရင်တော့သတိပဋ္ဌာန်တရားပွားများတာတွေလုပ်တဲ့နဲ့တခြားသောဘာသာဝင်တွေဆိုလို့ရှိရင်လည်းနေ့စဉ်ပေါ့နော်စိတ်ကိုငြိမ်းအေးစေမဲ့ clam ဖြစ်စေအောင်လို့ဒါ meditation လုပ်တာတို့ breath work လုပ်တာတို့ဒါမျိုးလေးတွေကိုပြုလုပ်ပေးသင့်ပါတယ်ဒါလေးကတော့ mass လအတွင်းအတားအဆီးနေရာမှာလာတွေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့လှုပ်ဆောင်ရမယ့်အချက်အနေနဲ့ထွက်ပေါ်လာတာပေါ့နော်အဲ့တော့ mass လအတွင်းထဲမှာချက်ချင်းထပြီးတော့လှုပ်ဆောင်ရမယ့်အရာကကြတော့ဒီမှာ 30 cut ကလေးဖြစ်လာတယ်ပေါ့နော်အဲ့တော့ကြတော့ချက်ချင်းလှုပ်ဆောင်ရမယ့်အရာဒီသင်တို့လက်ရှိမှာကိုချုပ်ကင်ထားတဲ့အရာတွေရှိမယ်ဒါမှမဟုတ်လို့ရှိရင်ကိုတစုံတစ်ယောက်ကကြိုးကင်ချဲလဲထားတဲ့အရာတွေရှိမယ်ဆိုရင်အဲ့ဒီနေရာတွေကနေချက်ချင်းရုံထွက်ပါလို့ပြောထားတာပဲဖြစ်တယ်ဥပမာဆိုလို့ရှိရင်တော့သင်တို့ကမှားယွင်းတဲ့ဝင်းကျင်တစ်ခုတည်းကိုရောက်နေတယ်မှားယွင်းတဲ့အပေါင်းအသင်းတွေကြားတဲ့ကိုရောက်နေတယ်ဆိုလို့ရှိရင်သင်တို့ဘွားရဲ့ပန်းနိုင်နေသည်လဲမှားယွင်းစွာလွဲချော်စွာနဲ့ဆက်လက်ပြီးတော့အဲ့ဒီလိုမှားယွင်းတဲ့ရွေးချယ်မှုတွေကိုဆက်ပြီးတော့ရွေးချယ်မိနိုင်တယ်ဒါကြောင့်မလို့လက်တွေ့လှုပ်ဆောင်ရမယ့်အရာဒီကိုအစိတ်တောက်ဖြစ်စေသောဝင်းကျင်တွေကနေအရင်ထွက်ဖို့လိုပါတယ်ကိုပေါင်းသိမိနေတဲ့အနည်းဆက်ဆုံးလူတွေဒီအစိတ်တောက်ဖြစ်နေပြီဆိုရင်ဒီနေရာကနေအမြန်ဆုံးချက်ချင်းရုံထွက်လာဖို့ဒီဒါသင်လက်တွေ့ချက်ချင်းလှုပ်ဆောင်ရမယ့်အရာပဲဖြစ်ပါတယ်နော်မတ်လအတွင်းထဲမှာသင်အတွက်အကောင်းဆုံးဆုလက်တစ်ခုအနေနဲ့ဘာတွေရရှိမလဲဆိုလို့ရှိရင်တော့ the high priestess သင်တို့ဒီနေရာမှာဆိုလို့ရှိရင်တော့ဉာဏ်စဉ်အဆင့်တွေတက်လာမယ်ဆိုတဲ့သဘောတရားကိုပြောနေတာပဲဖြစ်တယ်။တရားအားထုတ်နေတဲ့သူတွေပါမယ်ဆိုလို့ရှိရင်တော့ဉာဏ်လင်းတွေစက်တိုက်ပွင့်လာမယ်ဉာဏ်စဉ်တွေတက်လာမယ်။ဒီတနင်္လာနေ့မွေးဖွားသူတွေအခုလာကြည့်နေတဲ့ဗီဒီယိုထဲမှာပန်းဆို intuition အရာခန်းစားမိသလောက်ဆိုလို့ရှိရင်တော့ intuition နဲ့အလုပ်လုပ်နေတဲ့သူတွေ spiritual ဘိုင်းအလုပ်လုပ်နေတဲ့သူတွေ tarot reader ဘေးရင်ဆရာဉာဏ်ပိုင်းဆိုင်ရာနဲ့အလုပ်လုပ်နေတဲ့ coach တွေ consultant တွေအများစုပါဝင်မယ်လို့မြင်နေရပါတယ်။တင်တို့ရဲ့ပညာဉာဏ်အလင်းတွေဒီ mass လာထဲမှာနောက်တစ်ဆင့်ကိုထပ်မံပြီးတော့ရောက်ရှိမယ်ဆိုတာလေးကိုလည်းမြင်နေရတာပဲဖြစ်ပါတယ်။အဲ့တော့တခြားသောသူတွေဆိုလို့ရှိရင်လည်းဒီကာလထဲမှာကိုကမတွေ့သေးသောအရာတွေတွေ့ရှိလာမယ်မမြင်သေးသောအရာတွေမြင်လာပြီးတော့မှဒါမရရှိတဲ့အတွေ့အကြုံတွေလည်းရရှိလာမယ်ဆိုတာလေးကိုပြသနေတာပဲဖြစ်တယ်ပေါ့နော်အရင်တုန်းကလောက်ခိုင်မှုအဟောင်းတွေတွေးခေါ်မှုပုံစံအဟောင်းတွေကိုလွှတ်ချခဲ့ပြီးတော့မှကိုဘွားကိုအသစ်စတင်ပြီးတော့ဖြစ်စေမယ်အတွေးခေါ်တစ်တွေကိုလည်းဉာဏ်ပိုင်းဆိုင်ရာအနေနဲ့ရရှိလာမယ် blessing တွေကိုတွေ့ရှိရပါတယ်နော်
အဲ့တော့ match လအတွင်းတနင်္လာနေ့ဝေးဖွားသူလေးတွေအတွက်ခြုံငုံပြီးတော့ကြည့်ရမယ်ဆိုတဲ့အခါကြလို့ရှိရင်တော့ match လရဲ့တစ်ခုလုံးစာ themes တွေတင်တို့ကိုနည်းနည်းလေးတော့ရွေးချယ်စရာလေးတွေများလာလိမ့်မယ်အဲ့ဒီအခါကြလို့ရှိရင်တင်တို့နည်းနည်းဝေခွဲရခတ်မှုလေးတွေကြုံရတတ်တယ်ပေါ့နော်အဲ့ဒီအခါကြလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့စိတ်ကိုပြန်နှားထောင်ပြီးတော့ကိုက focus မမှားဖို့ဘာလုပ်ရမလဲဆိုတာပြန်ပြီးတော့ရှာဖွေရမှာပဲဖြစ်ပါတယ်လက်တွေ့လှုပ်ဆောင်ရမယ့်အချက်ကဆိုလို့ရှိရင်တော့တင်တို့အစိတ်တောက်ဖြစ်နေတဲ့နေရာကနေအများဆုံးရုံးထွက်လာပါဒါကတော့တင်တို့အတွက်ချက်ချင်းလှုပ်ဆောင်ရမယ့်အရာပဲဖြစ်တယ်ဒီနေရာမှာပတ်ဝန်းကျင်လည်းဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့အတွင်းစိတ်ထဲကဖြစ်နေတဲ့အမှုအကျင့်ဆိုးလေးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဥပမာကိုယ်တိုင်မကြိုက်တဲ့ကိုယ့်အမှုအကျင့်လေးပေါ့နော်အဲ့ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ဒါကတော့တင်တို့ကိုယ်တိုင်ပြန်လဲရှာဖွေပါဒီလထဲမှာရရှိမဲ့ blessing တခုဟာဆိုလို့ရှိရင်တော့ဉာဏ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဉာဏ်စဉ်တွေတက်လာမယ်ဆိုတာလေးကိုမြင်နေရတာပဲဖြစ်ပါတယ်ဒါကတော့ match လအတွင်းတနင်္လာနေ့မွေးဖွားသူလေးတွေရရှိသွားမယ့်အရာတွေပဲဖြစ်ပါတယ်เนาะအဲ့ဒီတော့ဒီ energy လေးတွေလက်ခံပြီးတော့ဆောင်ရရှောင်ရလေးတွေလှုပ်ဆောင်သွားမယ်တနင်္လာနေ့မွေးဖွားသူလေးတွေကလည်း comment လေးမှာရေးလာပေးခဲ့ပါဦးဒီ energy တွေကိုမကြိုက်နှစ်သက်ဘူးဆိုတဲ့သူတွေကလည်း entertainment အနေနဲ့ပဲနားထောင်ပေးပါเนาะ personal tarot reading မေးမြန်းချင်တဲ့သူတွေက tarot pencil telegram page messenger နဲ့ TikTok message တွေကနေ tarot မေးချင်ပါတယ်ဆိုတဲ့စာလေးပို့ပေးပါဝယ်ယူမေးမြန်းလို့ရမယ့် package လေး4ခုပြန်ပြီးပို့ပေးပါလိမ့်မယ်နော်စိတ်ဝင်စားကြတဲ့ tarot reading တွေနဲ့ spiritual knowledge တွေအပတ်စဉ်ကြည့်ရဖို့အတွက် Basu တို့ရဲ့ account လေးတွေ channel လေးတွေကို follow and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်ကျေးဇူးပါ Basu ပါ